ဟုတ်တချေတိုးတက်တယ်အဲ့လိုစိတ်ကြည်တယ်ပေါ့အပူတွေကတော့ကင်းသွားတယ်ပေါ့တချေအဲ့လိုမျိုးကတော့အပြေဝခံစားရတယ်ချေတိုးတက်လာတယ်လို့ကိုယ်ခံစားရတခုခုလှုပ်ချင်တယ်ဆိုတမိမအရင်နေ့မရှိဘူးဆိုလဲဟိုကိုညီမဲတူလည်းရှိရဟုတ်ကဲ့နော်အတိုးရပါရဲ့အဲ့လိုလည်းမတွက်ဘူးအဲ့ဒီအတွက်လည်းတမိရစိတ်ချမ်းသာရဟုတ်ကဲ့နော်ဒါပေမဲ့တမိကိုပေးလိုက်တဲ့နံပါတ်ကအဲ့ထက်မကတမိကတိုးတက်ရမှာတိလားတိုးတက်လားနင်တို့ငါတိုးတက်တယ်လို့နင်တို့မပြောဆိုတိုးတက်တယ်ငါတို့တိုးတက်တယ်ငါတို့လူချင်းအကုန်လူနိုင်တယ်ငါတို့အရန်စိတ်ချမ်းသာတယ်ဟုတ်ကဲ့အဲ့လောက်နဲ့သူတို့ကပျော်နေတာတိလားဟုတ်ကဲ့တချေနော်အဲ့လောက်နဲ့ကျင်နဲ့နေအခုတမီးကလည်းတိုးတက်တယ်ဆိုပြီးမှတလောက်နဲ့တမီးကျင်နဲ့နေပြီအမှန်ကမဟုတ်တိထက်ကိုတိုးတက်လို့ရရင်ဟောတွားတော့တွားနေတယ်ကိုတွားမဲ့လမ်းကြောင်းကိုတိတိကျကျမတတ်မှတ်တာဟုတ်ကဲ့ရှင်တိလားအရင်တော့ကဆိုတမီးရဲ့တလောက်ဝင်ငွေဘလောက်လဲပေါ့တမီးရဲ့ဆိုင်ခန်းခန်းနှုတ်မယ်စားတော့စီနှုတ်မယ်ပြီးလို့ရှိရင်တမီးအတတင်ချန်တဲ့ငွေဘလောက်လဲဟုတ်ကဲ့အဲ့ဒီဟာကအခုတလ3000ဆိုရင်နောက်လဆိုငါ4000ရအောင်ငါလုပ်မယ်ဟုတ်ကဲ့ဆောက်ပြီးရင်နောက်လဆို9000ဟုတ်ကဲ့အဲ့လိုမျိုးကိုရတာခက်ကိုချဲ့သွားရမှာဟုတ်ကဲ့တိလားဟုတ်ကဲ့အဲ့ဒါမှတိုးတက်တယ်ဆိုတဲ့အရာတာတိမှာအခုကြာလှုပ်တော့လှုပ်နေတယ်ဟိုလက်ကုံရင်လဲစရင်ကမတီးဘလောက်ပို့လို့ပို့မှလည်းမတီးအဲ့ငါစိတ်ချမ်းသာနေတယ်ငါလူချင်တယ်လူလို့ရနေတယ်ငါပတုပေးချင်တာပေးလို့ရစားအဲ့လောက်နဲ့ကျင်နိုင်အဲ့လောက်နဲ့ပဲတမီးတော့ရမှာဟုတ်ကဲ့အမှန်ကကိုရဲ့ရီမန်းချက်ကိုလည်းကွာထထချဲ့သွားမှာအခုငါရဲ့တလဝင်ငွေ9000ဆိုရင်နောက်လဆိုငါ9000ဖြည့်ရမယ်ဟုတ်ကဲ့ဒါဆို9000ဖြည့်အောင်ငါပါထပ်ဖြည့်ရမလဲပေါ့ကိုရဲ့ဆိုင်မှာသူများပဲဟာအတိကမေးလဲပေါ့အတိကမေးတဲ့ဟာကိုဖြည့်ရမှာဟုတ်ကဲ့ဖြည့်လို့ရှိရင်ကုန်နေတယ်မရှိဘူးဆိုတော့မဖြည့်ရအောင်ကိုတခါတည်းဒီဟာတွေအကုန်လုံးဖြည့်ထားလုပ်နေတဲ့လုပ်ငန်းမှာကိုပါလိုအပ်နေလဲဒါကိုလည်းကိုထပ်ဖြည့်ဟုတ်ကဲ့ဒီတဲ့ဟောငါအဆင်ပြေနေတယ်ငါအဆင်ပြေနေငါအကျွေးမတင်ဘူးငါတလောက်ပဲရဆိုအဲ့လောက်နဲ့ကျင်နာအဲ့ပုံစံမျိုးပဲပြပြချင်းသွားနေရပေါ့နံပါတ်ကောင်းကိုလည်းကင်ပြီးပြီကိုတိုင်းကလည်းဖြစ်ချင်စိတ်လေးနဲ့ရှိရမှာပြီးတော့ရှင်လေကိုတမီးတော့ယုံရမှာကအခုတမီးတော့ကင်တဲ့နံပါတ်ဒီတေချာပေါက်တစ်ထည့်ဖြစ်ကိုဖြစ်တဲ့နံပါတ်ပဲအခုဒီနံပါတ်ဆိုလို့ရှိရင်အခုလိုမျိုးအိမ်ငါဘွားနဲ့ရက်ရတော့မှာမဟုတ်ကိုပိုင်အနေထားနဲ့တမီးသွားလို့ရတဲ့နံပါတ်တွေပဲဟုတ်ကဲ့ပိုင်ဆိုင်ဖြစ်ရမယ်ကိုပိုင်အိမ်လေးဖြစ်ရမယ်ဟုတ်ကဲ့တစ်ဖက်ကလည်းကိုရအားဆိုင်မှုကလိုသေးရဲ့လေဟုတ်တယ်မလားနံပါတ်ကောင်းကင်မျိုးမှကိုကလည်းဒီလိုကလောက်ရအောင်မှာဟဲနံပါတ်ကောင်းကင်ပြီးငါအေးစေးပဲငွေကသူ့အတူဝင်နေဆိုအဲ့လောက်ပဲဆိုရင်တော့တိတ်မရောက်ဘူးရှေ့ကိုတိတ်မရောက်လာပေါ့ကိုရဲ့ target ကိုတခါလေးထားလိုက်ငါဘယ်နှစ်အတွင်းမှာငါအိမ်တစ်လုံးရရမယ်ဟုတ်ကဲ့ငါဘယ်နှစ်အတွင်းမှာငါရဲ့ဆိုင်ခန်းကိုမငားရဘဲနဲ့ကိုပိုင်ဆိုင်ဖြစ်အောင်ငါလုပ်မယ်ဆိုအဲ့ target လေးတမိချလိုက်